ပါမှာဝက်ချံဘူးလေးပါလာတယ်တိတာရဲ့ပေါ့နော်နေတော့ရတိတာရဲ့ပေါ့ပြီးတော့ဝက်ချံဆိုတော့ကိုကမနေနိုင်ဘူးလေတည်ရမှာဝက်ချံကိုလည်းနဲ့တော့ညစ်တယ်ညစ်တော့အမဲဆက်လေးပေါ့မျက်နှာညစ်သေးသေးကြီးနဲ့လုံးဝကြည့်ရဆိုတဲ့အနေထားကြီးကွာမိတ်ကပ်တွေပါရေးဆိုရင်လေးကြီးစိတ်ကိုမရှိရရဲ့အဲ့လိုပုံစံမျိုးဖြစ်သွားတယ်ငယ်ချင်းတယောက်ကသူရင်စဝင်တာပေါ့ဒီရဲ့ဒီဝက်ချံပြောက်တဲ့ဟာလေးကတကယ်ကောင်းတယ်ပေါ့နော်ဒီဟာလေးကိုစမ်းတုံးကြည့်ရပါမှာဝက်ချံဘူးလေးပါလာတယ်ဝက်ချံဘူးလေးပြည့်ချက်လာတယ်အိုးအဆင်ပြေရဲ့နော်နေတော့ရကြည့်တာရဲ့ပေါ့ကိုလည်းအေးဟုတ်ပြီအဲ့ဆိုလည်းငါဝင်ကြည့်မယ်ဆိုပြီးကလေးရဲ့ဝက်ချံပြောက်တဲ့ကမ်ပိန်းလေးကိုပါဝင်တာပေါ့နော်အသာဆုံးချင်းကတော့ပြန်ရင်မတိတာလေဒါပေမဲ့တစ်ပတ်ဟောက်ကြတော့နည်းနည်းဝက်ချံလေးပါလာတယ်အမဲဆက်ကလေးတွေနည်းတိတာရတယ်ဒီညနာမှာဆိုရင်အစတော့ဒီအမဲဆက်ကလေးဒီပါမှာဆိုနည်းနည်းတက်တာပါပေါ့နော်အစတော့ဆိုဒီပါးတွေမှာထဝက်ပါးတွေမှာဒီအောက်ကမေးစီတွေမှာဆိုအမဲဆက်တွေအများကြီးရှိတယ်အမဲဆက်ကလေးတွေဖြည်းပါလာတယ်ပြီးတော့ဝက်ချံဘူးလေးဖြည်းချက်လာတယ်ချံပြုတ်ပါမလားဆိုတဲ့ဆွေးနွေးချက်ကတော့အရင်တော့ရှိဘူးလေဒါပေမဲ့ဒီဟာလေးသုံးပြီးတော့9ရက်6ရက်လောက်ကြာတော့တပတ်ပြေကနေတော့ဒီဟာတကယ်ကောင်းတာလေအဆင်ပြေရပေါ့နော်ပျော်လဲပျော်ပါရဲ့ပို့ပြီးတော့တိတာတယ်ပေါ့ကွယ်အဲ့တော့ဒီဟာလေးကိုကြိုက်တယ်ဂီဂီလည်းဒီလိုမျိုးကမ်ပိန်းလေးလုပ်ပြီးတော့ကျေးဇူးတင်ပါတယ်